ကျမအသက်12နှစ်မှာဖခင်နဲ့အတူစစ်ထွက်ခဲ့တယ်။အသက်16နှစ်မှာတက်ကိုတယောက်တည်းဦးဆောင်ခဲ့ပြီးအသက်20မှာတော့တိတ်ရွံဗိုလ်ချုပ်ကြီးအဖြစ်သူကောင်းပြုခြင်းခံခဲ့ရတယ်။မဟာရက်မင်းဆက်ရဲ့ပထမဦးဆုံးအာဏာဆက်ရှိတဲ့အမျိုးသမီးဗိုလ်ချုပ်ကြီးပေါ့။စစ်တလင်းပြင်တွေက10နှစ်တာအတွင်းကျမကိုဘောကဓာတ်ဒဏ်ရာတွေဟာမျက်နှာပေါ်ကခြေတရဲမှုတွေထက်တောင်ပိုများသေးတယ်။လွန်ခဲ့တဲ့3ရက်ကနေဆက်ကနေမိုင်း800အပြေးချီတဝန်လွာမြို့တော်ကိုရောက်လာပြီးမြောက်ပိုင်းရန်သူတွေရဲ့နောက်ဆုံးကြံတဲ့လက်ကြံတပ်ဖွဲ့ဟာကျမတို့တက်စီအညံခံပြီလို့ဆိုတယ်။မေတော်ကြီးကအလွန်ဝမ်းမြောက်သွားပြီးကျမကိုမြို့တော်ကိုချက်ချင်းပြန်လာဖို့အမိန့်တော်ချမှတ်ခဲ့တယ်။နန်းတွင်ဥယျာဉ်မှာဂုဏ်ပြုပွဲလုပ်ပြီးကျမကိုကိုယ်တိုင်ကြိုးဆိုအိတ်ခံဖို့အတွက်ပေါ့။နန်းတွင်ဥယျာဉ်ထဲမှာပန်းပေါင်းစုံဖူးပွင့်နေပြီးမေတော်ကြီးကအထက်ခုံမှာထိုင်နေတယ်။ဝဲရမှာတော့အိမ်တော်တီးတီးကဝဲရကတော့တွေထိုင်နေကြတယ်။လင်းရွှဲရောက်လာပြီးပဲမြန်မြန်လာပါဦးငါ့ကိုကြည့်ပါရစေဦး။ခြေတော်ရင်းကအစေခံစိန်လင်းရွှဲမေတော်ကြီးကိုဂါရဝပြုပါတယ်။ထပါငါနားကိုလာခဲ့စမ်းပိန်လဲပိန်သွားတယ်။မျိုးလဲညိုသွားတယ်။နေဆက်ကဆင်းရဲတာကိုဒီတစ်ခေါက်တော့မြို့တော်မှာရန်နေနေပို့နေရမယ်နော်။အမိန့်တော်အတိုင်းပါမေတော်ကြီးကသဘောကျစွာခေါင်းကြီးပြတယ်။စကားပြောမလို့လုံတုံအောက်ခြေကလူတစ်ယောက်ရုတ်တရက်ထွက်လိုက်တယ်။မေတော်ကြီးဖျားအစေခံကတော့ပြောစရာစကားရှိပါတယ်။ကျမလှည့်ကြည့်လိုက်တော့ကြာပန်းနူရောင်ဝစ်စုံကိုဝစ်ဆင်ထားတဲ့အမျိုးသမီးငယ်တစ်ယောက်ဖြစ်နေတယ်။သူမရဲ့မျက်နှာတွင်ပြင်ကနူးညံ့သိမ်မွေ့လာတယ်။မင်းကဘာတူလဲ။အစေခံဟာကုရှုယွန်ရဲ့ဒုတိယဇနီးပါမျိုးရိုးကဆူဖြစ်ပြီးအမိကကျင်လို့ခေါ်ပါတယ်။မေတော်ကြီးဖျားဒီနေ့ဟာဗိုလ်ချုပ်ကြီးကိုကြိုဆိုတဲ့ပွဲဆိုတာအစေခံသိပါတယ်။စိတ်နှောက်ယှက်မဖြစ်စေသင့်ဘူးဆိုပေမဲ့ဒါပေမဲ့အချို့စကားတွေကိုတော့အစေခံရင်ထဲမဆန့်တော့လို့မပြောဘဲမနေနိုင်တော့ပါဘူး။ကုရှုယွန်ရဲ့ဇနီးဟုတ်လား။ကျမရင်ထဲထိတ်ခနဲဖြစ်သွားတယ်။ကုရှုယွန်ဆိုတာယဉ်ကျေးမှုနဲ့သာသနာရေးဝန်ကြီးဌာနဒုဝန်ကြီးကုယန်ရဲ့သားပဲကုအိမ်တော်နဲ့စိန်အိမ်တော်ကမီယိုဖလာမိတ်ဆွေတွေဖြစ်ပြီးကုကတော့ကကျမကိုတမီးရင်းလို့ဆက်ဆံခဲ့တာဒါပေမဲ့ကုရှုယွန်ဆိုတဲ့လူနဲ့ကတော့ကျမနဲ့သူရင်းနှီးတယ်လို့တကယ်ကိုပြောလို့မရပါဘူး။မင်းဘာပြောစရာရှိလဲပြောစမ်း။မေတော်ကြီးဖျားအစေခံတိုင်တန်းကျင်တဲ့လူကတော့တိတ်ရွံဗိုလ်ချုပ်ကြီးစိန်လင်းရွှမ်းပါပဲ။တပွဲလုံးရုပ်ရုပ်တဲတဲဖြစ်သွားကြတယ်ကျမကိုတိုင်တန်းမယ်ဟုတ်လား။ကျမလည်းတကယ်ပဲနားထောင်ချင်ပါသေးတယ်စုကတော့ကကျမကိုဘာတိုင်ချင်တာလဲဆိုတာ။စိန်ဗိုလ်ချုပ်ကြီးရှင်ကကျမရဲ့ခင်ပွန်းနဲ့ငယ်တငယ်ချင်းတွေဖြစ်ခဲ့ကြတယ်။အစေခံအနေနဲ့ဘာမှမပြောသင့်ဘူးဆိုပေမဲ့ဒါပေမဲ့ရှင်ကအမျိုးသမီးဗိုလ်ချုပ်ကြီးတယောက်ဖြစ်နေတာပဲယောက်ျားနဲ့မိန်းမကြားစီးကြရမယ်ဆိုတာသိတင်တာပေါ့ရှင်ကအမြဲတမ်းညီကိုလိုဘာလိုနဲ့နေရာမရွေးကျမခင်ပွန်းနဲ့ရင်းရင်းနှီးနှီးနေခဲ့တယ်ပြင်ပကလူတွေဘလို့ပြောနေကြလဲဆိုတာရှင်းသိရဲ့လား။စိန်ဗိုလ်ချုပ်ကြီးကဟန်စီချာယောက်ျားလျာလိုဟန်ဆောင်ပြီးမြူဆွဲတဲ့မိန်းမပဲ။ဟန်စီချာဆိုတာဘာလက်ဖက်ရည်လဲ။ကျမဟာငယ်စဉ်ကလေးကတမိုင်းကျန်းတွေကိုအလို့ရအောင်ဖတ်ခဲ့တယ်စစ်ပြူဟာတွေကိုလည်းရေလိုနှုတ်တိုက်ရတယ်ဒါပေမဲ့ဘယ်စာအုပ်ထဲမှာမှဒီစကားလုံးကိုမတွေ့ဘူးခဲ့ဘူး။ဒါဆိုရင်ကျမစုကျင်ကိုစိုက်ကြည့်လိုက်တော့ရင်ထဲမှာသတိပေးခေါင်းလောင်းတန်တွေကျေလောင်စွာမြည်ကြီးလာတယ်။အစေခံဟာစီးမောင်ကိုအလေးထားတဲ့နေရာတစ်ခုကနေလာတာပါဒီလိုကိစ္စမျိုးကိုအကြည့်အဆုံးပဲစိန်ဗိုလ်ချုပ်ကြီးရှင်ကကျမခင်ပွန်းနဲ့တကယ်ပဲအပြည့်ကင်းစင်ပါတယ်ဆိုရင်ဘာလို့သူ့စာကြည့်ခန်းထဲမှာရှင်ရဲ့ပုံတူပကြီးကားကိုဝတ်သိမ်းထားရတာလဲလူတွေအဲ့ဒီအရာကိုယူခဲ့စမ်းအစေခံမလေးတယောက်ကပကြီးတစ်တာကိုကင်ပြီးရှစ်တိုးလာတဲ့စုကျင်ကတစ်တာကိုဖွင့်ပြီးပကြီးလေးတစ်ခုကိုထုတ်လိုက်တယ်ပကြီးကားတွေကလူဟာစစ်ဝတ်စုံပြည့်နဲ့မျက်ခုံးမျက်လုံးတွေကရဲရင်ပြတ်သားပြီးကျမကိုယ်တိုင်ဖြစ်နေတဲ့ပကြီးကားဘေးမှာအတိတ်ပဲမပြတ်သားတဲ့တန်ရောစိန်ကြပြစာသားတွေရှိနေပြီးအောက်ကလက်မှတ်နေရာမှာကုရှုယွန်ရဲ့ကိုပိုင်တစိမ့်တုံးနှိပ်ထားတာဖြစ်နေတယ်မေတော်ကြီးရဲ့မျက်နှာအုံမိုင်းသွားတယ်ကျမကတော့အဲ့ဒီပကြီးကားကိုငြိမ်ပြီးကြည့်နေမိတယ်ရင်ထဲမှာတော့လောင်ပြုံးနေမိတော့တယ်စူးကတော့ဒီပကြီးကားကိုရှင်ဘဲကရခဲ့တာလေကျမခင်မွန်းရဲ့စာကြည့်ခန်းကပေါ့စိန်ဗိုလ်ချုပ်ကြီးရှင်ဘာပြောစရာကြံသေးလဲမေတော်ကြီးဖျားအစေခံအရာတစ်ခုသွားယူခွင့်ပြုပါရန်တောင်းဆိုပါတယ်အိမ်တော်ကိုလူလွတ်ပြီးတစ်သားတစ်လုံးသွားယူခွင့်ပြုပါတစ်သားကိုဖွင့်လိုက်တဲ့အခါအထဲမှာစာအိတ်တစ်ထက်ရှိနေတယ်စူးကတော့ရှင်ကျမနဲ့ကုရှုယွန်တို့ကြားဖောက်ပြန်နေတယ်လို့ပြောခဲ့တယ်နော်ဒါဆိုလဲကြည့်လိုက်ပါဦးဒီနှစ်တွေမှာသူကျမစီရေးခဲ့တဲ့စာတွေထဲမှာဘာတွေပါလဲဆိုတာစိန်မဟာဗျူဟာမှုကျမဖေယာရုတိုးဖို့ကိစ္စနဲ့ပတ်သက်ပြီးတဲ့ဖေရှိမှာကောင်းသောစကားလေးအနည်းငယ်ပြောပေးဖို့မျှော်လင့်ပါတယ်စိန်မဟာဗျူဟာမှုကုမိသားစုရဲ့ငွေကြေးလည်ပတ်မှုအဆင်မပြေဖြစ်နေလို့ငွေ3000လောက်ခိတ္တချေးပေးနိုင်မလားလာမယ့်နှစ်မှာမလွဲမသွေပြန်ဆက်ပါမယ်စိန်မဟာဗျူဟာမှုနေဆက်ကစစ်ရေးချေနေဘလို့ရှိလဲတကယ်လို့တင်းစီရမိတဲ့ငင်းကောင်းတွေရှိရင်ကျမအတွက်တကောင်လောက်ချန်ထားပေးလို့ရမလားစာတိုင်းကအကူအညီတောင်းတာတွေငွေချေးတာတွေပစ္စည်းချေးတာတွေကြီးပဲဖောက်ပြန်တဲ့စကားတခုမှမပါဘူးအားလုံးကလူမှုရေးရဆက်ဆံတဲ့စာတွေကြီးပဲဒီစာတွေအားလုံးကသူကျမကိုအကူအညီတောင်းခံထားတဲ့စာတွေကျမစိန်လင်းရှင်စစ်မြေပြင်မှာတိုက်ပွဲဝင်ခဲ့တာ10စုနှစ်တခုရှိပြီးအမုန်းဆုံးကကိုကျိုးအတွက်ဥပဒေကိုချိုးဖောက်တာပဲဒါပေမဲ့ကုမိသားစုနဲ့စိန်မိသားစုကကဘာမီးလောင်သားတော်မောင်ပြကြရင်းနှီးခဲ့ကြတယ်ကုကတော့ကလည်းကျမကိုတမီးရင်းလို့ဆက်ဆံခဲ့တော့ကျမမကူညီလို့မဖြစ်ခဲ့ဘူးဒါကိုပဲရှင်ပြောတဲ့ဖောက်ပြန်မှုဆိုတာလားဒါကအပေါ်ရန်စာသွားလာပဲလေအကွယ်အရာမှာရှင်တို့ဘလို့ရှိနေလဲဘယ်သူသိမှာလဲအကွယ်အရာမှာဘလို့ရှိလဲဟုတ်လားရှင်ကကျမနဲ့သူနဲ့ရင်းနှီးတယ်လို့ပြောတယ်နော်ဒါဆိုကျမရှင်ကိုမေးမယ်ဒီနှစ်တွေမှာကျမကနေဆက်မှာသူကမြို့တော်မှာတနေ့မှမတွေ့ရတာအချိန်နည်းနည်းလေးကိုဘလို့လို့ရင်းနှီးမှာလဲသူကကျမရဲ့ပုံတူပကြီးကားကိုဝတ်ထားတယ်လို့ရှင်ပြောတယ်ဒါဆိုရှင်ကဘာလို့မမေးတာလဲသူကဘာလို့ကျမကိုတိုက်ရိုက်မပေးပဲဝတ်ထားရတာလဲဆိုတာလူအုပ်ထဲကကုရှုယွန်ကိုကျမလှမ်းကြည့်လိုက်တော့သူ့မျက်နှာကဖြူရော်နေပြီးနှက်ခမ်းတွေတုံရင်းနေကစကားတစ်လုံးမှမပြောနိုင်ရှာဘူးကျမစိတ်ထဲမှာပို့ပြီးတော့မထီမဲ့မြင်ဖြစ်မိသွားတယ်ကုရှုယွန်ဒီလောက်နှစ်တွေကြာခဲ့တာတော့နင်းကဒီလိုပဲတတိကြောင်နေတော့ပဲလားစာရီကရှင်းပြနိုင်နေပဲထားပါဦးဒါဆိုရှင်ကဘာလို့ညတကောင်ရံမှာသူ့ကိုရှင့်အိမ်တော်စီအမြဲခေါ်ရတာလဲဒါကကောဘာဖြစ်လို့လဲပြီးခဲ့တဲ့လစန်း3ရက်ညတကောင်မှာသူကအင်ဂျီအပါလေးဝစ်ပြီးအပြင်ကိုပြေးထွက်သွားတယ်ရှင့်အိမ်တော်မှာအရေးကြီးကိစ္စရှိလို့ဆိုပြီးတော့အဲ့ဒီညကသူ့ကိုရှင်းမရှာခဲ့ဘူးလို့ရှင်ရဲရဲကြီးပြောရဲလားကျမကြောင်သွားမိတယ်ပြီးခဲ့တဲ့လစန်း3ရက်နေ့ကကျမနေဆက်မှာကင်းလှည့်နေတာမြို့တော်မှာလုံးဝမရှိခဲ့ဘူးကျမစကားပြောမလို့လှုပ်တုံးပဲကျမနောက်ကနေရုတ်တရက်အတန်ထွက်လာတယ်မေတော်ကြီးကျွန်တော်မျိုးတက်တေခံနိုင်ပါတယ်မေတော်ကြီးပြီးခဲ့တဲ့လစန်း3ရက်နေ့ကဗျူဟာမှုကနေဆက်မှာမြောက်ပိုင်းရန်သူတွေကိုကင်းလှည့်စောင့်ကြည့်နေတာပါကျွန်တော်မျိုးကဗျူဟာမှုနဲ့အတူသွားခဲ့တာဖြစ်ပြီးအဲ့ဒီနေ့ကစစ်တပ်အတွင်းပုံကံမှုတစ်ခုကိုလည်းနှိမ်နင်းခဲ့ပါသေးတယ်ဒါဟာစစ်တပ်မှတ်တမ်းမှာတက်တေရှိပါတယ်သူကရင်ခွင်ထဲကနေစစ်တပ်မှတ်တမ်းကိုထုတ်ပြီးမေတော်ကြီးထံဆက်တက်လိုက်တယ်မေတော်ကြီးကယူပြီးတစ်ချက်ကြည့်လိုက်တော့မျက်နှာကပိုပြီးတော့တောင်ပုတ်တိုးသွားတယ်ဒါကဘလို့လုပ်ဖြစ်နိုင်မှာလဲကျမလည်းသူ့ကိုကြည့်ရင်စိတ်ထဲမှာအမြန်ပဲတွေးတောနေမိတယ်ပြီးခဲ့တဲ့လစန်း3ရက်ညတကောင်မှာကုရှုယွန်အင်ဂျီပါလေးဝတ်ပြီးအပြင်းထွက်သွားတာသူသွားခဲ့တဲ့နေရာကကျမအိမ်တော်မဟုတ်ဘူးဒါဆိုသူဘယ်ဘက်ကိုသွားခဲ့တာလဲအဖြေကတော့အထင်ရှားပဲစူးကျင်လည်းတခုခုကိုရိပ်မိသွားပုံရပြီးခေါင်းလေကကုရှုယွန်ကိုကြည့်လိုက်တယ်ကုရှုယွန်ရဲ့မျက်နှာကစက်ကူလိုဖြူဆွနေပြီးနဖူးမှာလည်းချွေးစေးတွေပြန့်နေပြီး
ကိုအမတ်နေမဲပြောစမ်းပြီးခဲ့တဲ့လဆန်း3ရက်ညတကောင်ကနေပယ်သွားခဲ့တာလေကိုရှို့ရွံကပါဇက်ကိုဟားလိုက်ပေမဲ့အတန်တလုံးမှထွက်မလာဘူးတအိမ်တော်လုံးတိတ်ဆိတ်သွားပြီးအားလုံးရဲ့အကြည့်တွေကသူ့စီမှာပဲကြားရောက်နေတော့တယ်အဲ့ဒီအချိန်မှာသူ့ရဲ့တတိကြောင်တဲ့ပုံစံကိုကြည့်ပြီးကျမလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကအကြောင်းကိုရုတ်တရက်သတိရမိသွားတယ်အဲ့ဒီတုန်းကကျမအသက်12နှစ်ပဲရှိသေးတယ်အဖေနဲ့အတူပထမဆုံးအကြိမ်စစ်ထွက်ရတာမထွက်ခွာခင်မှာကူကတော့ကကျမလက်ကိုဆွဲပြီးငိုယိုနေခဲ့တယ်ကူရှို့ရွံကတော့ဘေးနားမှာရက်နေပြီးစကားတစ်လုံးမှမပြောဘဲကျမကိုပဲစိုက်ကြည့်နေခဲ့တာနောက်မှကျမသိလိုက်ရတာကအဲ့ဒီတုန်းကသူကျမကိုမနာလိုဖြစ်နေခဲ့တာပဲကူမိသားစုကပညာတတ်မျိုးရိုးဖြစ်ပြီးသူကတူးလေးသောသားဖြစ်ပေမဲ့စာပေရောတိုင်းပညာမှာပါထူးချွန်မှုမရှိခဲ့ဘူးမျိုးတော်ကလူတွေကကူမိသားစုရဲ့တခင်လေးဟာရှမ်းမိသားစုရဲ့သမီးကိုတောင်မမီဘူးလို့ပြောကြတယ်ဒီစကားတွေသူနားထဲရောက်သွားတဲ့အခါသူကအဲ့ဒီလိုအတင်းပြောတဲ့သူတွေကိုမမုန်းပဲကျမကိုပဲမုန်းတီးလာခဲ့တယ်အခုတော့ကောင်းပြီပေါ့သူယူထားတဲ့လင်းပြိုင်စနီးကလူပုံလေမှာကျမကိုအပုတ်ချနေတယ်အထင်လွဲတာပဲဖြစ်ပေါ့ဒါပေမဲ့ရှင်ကယောက်ျားပီပီနှစ်ပေါင်းများစွာစစ်တပ်ထဲမှာအတူရှိနေခဲ့တာညင်းမရတဲ့အမှန်တရားပဲမဟုတ်လားမျိုးတော်ကမြင့်မြတ်တဲ့မျိုးသမီးတွေအားလုံးကရှင်ကိုအမျိုးသမီးချင်းဝင်မဆောင်ထိန်ဘူးမိမတယောက်နဲ့တောင်မတူဘူးလို့ပြောနေကြတာရှင်အနေနဲ့သိရလားကျမရင်မိသွားတယ်ကျမလှည့်ကြည့်လိုက်ပြီးပွဲတက်လာတဲ့မင်းဆိုးရာဇာကတော်တွေကိုကြည့်ကရုတ်တရက်လက်ညှိုးထိုးပြီးစစ်ဘိုလ်လီကျိုးဝိုင်ကိုလှမ်းပြောလိုက်တယ်ကျိုးဝိုင်အင်ဂျီကိုချွတ်လိုက်စမ်းကျိုးဝိုင်ကခဏတာကြောင်အန်းသွားပြီးမှချက်ချင်းသဘောပေါက်သွားကအင်ဂျီကိုဆွဲထားလိုက်တယ်သူ့ရဲ့ရင်ဘတ်မှာကြောက်မက်ဖွယ်ကောင်းတဲ့ဓာတ်ဒဏ်ရာအမာယုတ်ကြီးတစ်ခုရှိနေပြီးဘဲဘက်ပခုံးကနေရင်ဘတ်အထိတွေ့တန်းနေတယ်ဒီဒဏ်ရာကသူကျမကိုဆက်ခံပေးခဲ့တာလွန်ခဲ့တဲ့3နှစ်ကမြောက်ပိုင်းရန်သူတွေကျမတို့စစ်စခန်းကိုရုတ်တရက်ဝင်တိုက်တုန်းကကျမတို့အတွက်ဓာတ်ဒဏ်ရာ3ချက်ခံပေးခဲ့ပြီးသူကကျမအတွက်ဒီဓာတ်ဒဏ်ရာကိုခံပေးခဲ့တာစုကတော့ကျမကအမျိုးသမီးချင်းဝင်မဆောင်ထိန်ဘူးလို့ရှင်ပြောတယ်နော်ဒါဆိုကျမရှင်ကိုမေးပယ်ရစီစစ်မြေပြင်မှာတယောက်နဲ့တယောက်ဓာတ်ဒဏ်ရာတွေအပြန်အလှန်ခံပေးခဲ့ကြတဲ့ရဲဘော်ရဲဘက်တွေဟာဘလို့ချင်းဝတ်ကိုစောင့်ထိန်ရမှာလဲစုကြံကစကားဆွန့်သွားတယ်စုကတော့ကျမရဲ့လက်အောက်မှာစစ်တီတော်3000ရှိတယ်သူတို့တယောက်ချင်းစီတိုင်းဟာကျမကဲတင်ခဲ့ဘူးတဲ့အကြောင်းဒါမှမဟုတ်ကျမကိုကဲတင်ခဲ့ဘူးတဲ့အကြောင်းတမိုင်းကြောင်းတွေရှိကြတယ်စုကြံရဲ့မျက်နှာကဖြူဖြော့သွားပြီးစကားတစ်လုံးမှပြန်မပြောနိုင်တော့ဘူးရှင်ကကျမအနေနဲ့သူတို့နဲ့စစ်စခန်းမှာအတူမရှိတင်ဘူးလို့ပြောတာလားဒါဆိုကျမသူတို့ကိုမောင်းထုတ်လိုက်ရမှာလားသူတို့ကိုစစ်မြေပြင်မှာပဲအသေးခံခိုင်းလိုက်ရမှာလားတော်ဆန်းဒီနေ့ကကြိုးဆိုပွဲပဲရှမ်းမိသားစုရဲ့တရားရုံးမဟုတ်ဘူးဆူရှီနေ့မှာမကျေနပ်ချက်တွေရှိရင်နောက်နေ့မှအတနာခံစာတင်သွင်းလိုက်ဒီနေ့ကိစ္စတော့ဒီညနဲ့ပဲတော့ကြဆိုကျမအမိန့်ကိုနာခံပါတယ်ပွဲကတော့မပြောမရွှင်နဲ့ပဲပြီးဆုံးသွားခဲ့တယ်လူတွေအားလုံးလူစုခွဲသွားတဲ့အချိန်မှာကျမကခြေလန်းတလန်းနောက်ကျန်ခဲ့ပြီးစူကြံရဲ့ဘေးနားကိုသွားကအတန်ကိုနှိမ့်ပြီးစကားတခွန်းပြောလိုက်တယ်ဟန့်ကြည့်ဆိုတဲ့စကားလုံးကိုရှာကြည့်စမ်းကျမဘယ်စာအုပ်ထဲမှာဒီစကားလုံးမျိုးကိုမတွေ့ဘူးစူကြံရဲ့တကူလုံးတောင့်တင်းသွားတယ်ကျမဘာမှထပ်မပြောတော့ပဲလှည့်ထွက်လာခဲ့တယ်စစ်သူကြီးအိမ်တော်ကိုပြန်ရောက်တဲ့အချိန်မှာတော့မိုးချုံနေပြီးကျမအရက်ဝတ်လဲပြီးစာကြည့်ခန်းထဲမှာထိုင်ကဒီနေ့ပွဲမှာဖြစ်ပျက်ခဲ့တာတွေကိုပြန်တွေးနေမိတယ်စူကြံကကုံပြီးစူမီသားစုရဲ့သမီးငယ်ဖြစ်ပြီးလွန်ခဲ့တဲ့လခွဲကကူရှို့ရွံစီကိုလင်ပြိုင်စနီးအဖြစ်လက်ထပ်ဝင်ရောက်လာတာဒါပေမဲ့သူမရဲ့အပြုအမူတွေကနေရာတိုင်းမှာထူးဆန်းမှုတွေရှိနေတယ်သူမကဘာတူလဲစစ်သူကြီးမေတော်ကြီးဘက်ကသတင်းပါလိုက်ပါတယ်ကျမစာကိုလှမ်းယူပြီးဖွင့်ကြည့်လိုက်တော့မေတော်ကြီးလူလို့စုံစမ်းခိုင်းထားတာဖြစ်နေတယ်ပြီးခဲ့တဲ့လ3ရက်နေ့တက်ကောင်ရံမှာကူရှို့ရွံသွားခဲ့တဲ့နေရာကမျိုးရှိဘက်ကတီးတက်အိမ်တအိမ်ဖြစ်တယ်အဲ့ဒီအိမ်မှာအမျိုးသမီးတစ်ယောက်နေထိုင်ပြီးသူမနက်မဲကရီကျူးတဲ့ဒီရီကျူးအခုဘယ်မှာလဲဆိုတာရှာကြည့်စမ်းစုံစမ်းရမိတာကတော့သူမမျိုးတော်ကနေမောင်းထုတ်ခံရပြီးနောက်မျိုးပြင်ကပိုင်ရွံတီလာရှင်ကျောင်းမှာခိုးလုံနေပါတယ်တဲ့စစ်သူကြီးသူမကိုပြန်ခေါ်လာဖို့လူလွတ်လိုက်ရမလားမလောနဲ့ဦးသူဘာကြောင့်မောင်းထုတ်ခံခဲ့ရလဲဆိုတာအရင်ဆုံးစုံစမ်းကြည့်အောင်ကျမကလာထိုင်ကိုမှီပြီးမျက်စိမိတ်ကစဉ်းစားနေမိတယ်။ကူရှို့ရွံမှာအိတ်ဆောင်အဖော်အစေခံမင်းကလေးရှိတာကပုံမှန်ပါပဲ။ဒါပေမဲ့တကောင်ရံအချိန်မှာအိမ်တော်ကနေမောင်းထုတ်ခံထားရတဲ့အိတ်ဆောင်အဖော်နဲ့အိတ်တစိတ်သွားတွေ့တာကတော့မယိုးသားတော့ဘူး။ပိုပြီးမယိုးသားတာကစူကြံကဒီကိစ္စကိုသိဖို့မရဘူးမဟုတ်ရင်သူမကပွဲမှာတကောင်ရံအပြင်ထွက်တဲ့ကိစ္စနဲ့ကျမကိုလာပြီးဆွဆွဲမှာမဟုတ်ဘူး။ဆိုလိုတာကကူရှို့ရွံကစူကြံကိုဖုံးကွယ်ပြီးရွေကျူးနဲ့တိတ်တစိတ်သွားတွေ့နေတာပေါ့။ဒါဆိုသူကဘာကြောင့်လဲဝ။ဤကျူးကိုမောင်းထုတ်ခဲ့တာလဲပြီးတော့ဘာလို့တိတ်တစိတ်ထပ်တွေ့နေရတာလဲနောက်တစ်နေ့မနက်စောစောမှာပဲ။ကျိုးဟိုင်ပြန်ရောက်လာပြီ။စစ်သူကြီးအားလုံးစုံစမ်းသိရှိရပါပြီလျှို့ကျူးကိုအိမ်တော်ကနေမောင်းထုတ်လိုက်တာကစုကြရဲ့စီကံမရှိဘူးဆိုတဲ့ဆွဆွဲချက်ကြောင့်ပါဒါပေမဲ့လျှို့ကျူးအိမ်တော်ကနေထွက်သွားရချိန်မှာကူရှို့ရွံကိုသွားရောက်မှုယူပြီးသူမမှာကိုဝင်ရှိနေပြီလို့ပြောခဲ့တာကိုကျွန်တော်စုံစမ်းသိရှိခဲ့ရပါတယ်တောင်ကြီးမှာတိဆောက်ထားတဲ့နေရာလေးကတကယ်ကိုတိတ်ဆိတ်အေဂျင့်တဲ့နေရာလေးတစ်ခုပါကျမတို့ရောက်သွားတဲ့အချိန်မှာလျှို့ကျူးကအိမ်နောက်ဘေးကတင်းတီးဟင်းရွက်ခင်းထဲမှာတင်းတီးဟင်းရွက်တွေခူးနေပါတယ်သူမဟာကြမ်းတမ်းတဲ့အဝတ်စားတွေကိုဝတ်ဆင်ထားပြီးဝမ်းပိုက်ကလည်းအနေငယ်ထွက်နေပါပြီကျမတို့ကိုမြင်လိုက်ရတဲ့အချိန်မှာတော့သူမရဲ့မျက်နှာဟာချက်ချင်းပဲဖြူဖြော့သွားခဲ့ပါတယ်တင်းတို့ကဘသူတွေလဲကျမကရှန်လင်ရွှမ်းပါစစ်သူကြီးအသက်ချမ်းသာပေးပါကျမဘာမှမပြောခဲ့ပါဘူးကျမတကယ်ပဲဘာမှမပြောခဲ့ပါဘူးအခန်းထဲဝင်ပြီးစကားပြောရအောင်နင့်အသက်ကိုရန်ရှာဖို့လာခဲ့တာမဟုတ်ဘူးကျို့ကျူးဟာတုံရင်နဲ့အခန်းထဲကိုရှောက်လန်းဝင်လာခဲ့ပေမဲ့ခေါင်းကိုတော့မဖော်ရဲရှာပါဘူးသူမကိုကြည့်ရင်ကျမရင်ထဲမှာခံစားချက်တစ်ခုဖြစ်ပေါ်လာပါတယ်ဒီမိန်းကလေးရဲ့မျက်နှာသွင်းပြင်ဟာကျမနဲ့တကယ်ကိုဆင်တူနေတာပဲနင့်ကိုမေးခွန်းအနေငယ်မေးမယ်အမှန်တိုင်းဖြေပါနင့်ကိုဒုက္ခမပေးပါဘူးကျို့ကျူးကခေါင်းကိုအကြိမ်ကြိမ်ညှိပြရှာပါတယ်နင့်ဝမ်းပိုက်ထဲကကလေးကဘသူကလေးလဲကိုသားခင်လေးရဲ့ကလေးပါသူသိသလားဒါပေမဲ့အဖြေကတော့ရှင်းလင်းနေပါပြီ။ကူရှို့ရွံရဲ့နှလုံးသားထဲမှာရှိနေတဲ့လူကကျမပါဒါပေမဲ့သူကမပြောရဲမလိုက်ရဲတာကြောင့်အစားထိုးလဲမဲ့သူကိုရှာဖွေခဲ့တာပါပထမဆုံးချို့ကျူးအဲ့ဒီနောက်မှာတော့စုကြကလည်းကျမနဲ့တူပါတယ်မျက်ခုံးမျက်လုံးနဲ့နှက်ခမ်းထောင်းကမှဲ့တွေအထိအားလုံးတူညီနေကြပါတယ်ကျမရဲ့ရင်ထဲမှာယွန်ရှာမုန်းတီးမှုတွေလှိုင်းထလာခဲ့ပါတယ်နောက်ဆုံးမေးခွန်းတစ်ခုစုကြဆိုတဲ့လူအကြောင်းနင်ဘယ်လောက်အထိသိထားသလဲကျမထင်တာတော့သူမကတမျိုးကြီးပဲသူမပြောတဲ့စကားတွေကိုတခါတလေကျမနားမလည်ဘူးတခါကသူမကခစ်တစ်ကူပြောင်းခြင်းလက်ကင်ပုံးစားတဲ့စကားလုံးတွေပြောနေလို့ဘာလဲလို့မေးတော့ရောင်လို့ပြောတာပါတယ်ပြီးတော့နောက်တစ်ခါမှလည်းမိမတွေကတီးတန့်ရက်တီးရမယ်ယောက်ျားတွေကိုအားမကိုးရဘူးလို့ပြောခဲ့သေးတယ်ဒါပေမဲ့သူမကိုယ်တိုင်ကတော့ဘယ်လိုလုပ်နေသလဲနေရာတကာမှာတခင်လေးကိုဖားနေပြီးမြို့တော်ကဂုံတရေရှိမျိုးသမီးတွေနဲ့လည်းဆက်ဆံရေးတွေတိစောက်နေတယ်လူမှုဆက်ဆံရေးကိုစီမံခန့်ခွဲနေတာလို့ပြောတယ်ကျမထင်တာတော့သူမရဲ့ပြောနဲ့အလုပ်ကမညီဘူးမေတော်ကြီးကပြုံးရွှင်စွာနဲ့ကျမကိုသူမရဲ့အနားမှာထိုင်ခိုင်းပါတယ်ပြင်ဆင်ပြီးပြီလားပြင်ဆင်ပြီးပါပြီမေတော်ကြီးကကျမရဲ့လက်ကိုညှင်သာစွာပုတ်ပေးပါတယ်ဒီနေ့ပန်းရှုစပွဲတော်မှာငါကပုံစံတစ်လေးပြောင်းလဲခြင်းနဲ့အားလုံးပဲထိုင်ကြပြီးငါပြောပြမယ်ပုံမြင်လေးတစ်ပုဒ်ကိုနားထောင်ကြတာပေါ့
လူအများဟာတယောက်ပြီးတယောက်နေရာယူထိုင်လိုက်ကြပြီးမျက်နှာတွေမှာတော့စွတ်စွတ်စီးစီးနဲ့စူးစမ်းလိုစိတ်တွေပြည့်နေနေကြပါတယ်။လွန်ခဲ့တဲ့ရက်ပိုင်းကငါထူးဆန်းတဲ့အကြောင်းအရာတစ်ခုကိုကြားသိခဲ့ရတယ်။ကုန်သည်သမီးတစ်ယောက်ဟာမြို့တော်ကနန်းတွင်းရရှိအိမ်တော်တွေကိုလက်ထပ်ဝင်ရောက်လာပြီးနောက်မှာထူးဆန်းတဲ့စကားလုံးတွေသုံးနှုန်းပြီးကုန်သည်ရှိအမျိုးသမီးထူကြားထဲမှာကောလာဟလတွေဖန်တီးခဲ့တယ်။သူမကဘဲကလည်းခေတ်သစ်ကလာတာလို့ပြောတယ်တဲ့။ကိုကွယ်ပြောတဲ့စကားတွေကလည်းယူးကြောင်ကြောင်နဲ့ဘာတွေပြောနေမှန်းကိုမသိပါဘူးစုကတော့ဒီလူပြောတဲ့စကားတွေကညီးပြောတာတွေနဲ့တော်တော်လေးတူနေတယ်လို့ပဲညီးပြောစမ်းပါဦး။ခေတ်သစ်ဆိုတာဘာအိပ်ပဲလဲ။မေတော်ကြီးကနောက်ပြောင်နေတာပဲကျမမသိပါဘူး။မသိဘူးဟုတ်လားဒါဆိုရင်လည်းငါကညီးကိုသိအောင်လုပ်ပေးရတာပေါ့။စုကြရဲ့တကူလုံးတုံ့နှုတ်သွားခဲ့ပါတယ်။တင်ဘယ်လိုလုပ်ပြီးသိတာလဲ။ညီးပြောခဲ့တဲ့အဲ့ဒီစကားလုံးတွေကိုငါဘယ်လိုလုပ်ပြီးသိရတယ်လဲဟုတ်လားဘာလို့လဲဆိုတော့ညီးကအိမ်မက်ထဲမှာရောင်ပြီးပြောခဲ့လို့ပဲအဲ့ဒါကိုရှို့ကျူးကကိုယ်တိုင်ကြားခဲ့တာ။ကျမရှန်လင်းရွှမ်းဟာငယ်စဉ်ကလေးကတမိုင်းကျန်းစာတွေကိုကျွမ်းကျင်စွာဖတ်ရှုခဲ့ပြီးစစ်ဗျူဟာတွေကိုလည်းအလွတ်ရတဲ့အထိတက်မြောက်ခဲ့ပါတယ်။ဒါပေမဲ့ဘယ်စာအုပ်စာတမ်းမှာညီးပြောနေတဲ့အဲ့ဒီစကားလုံးတွေကိုတခါမှမမြင်ဘူးခဲ့ဘူးစုကတော့ညီးကတကယ်တော့ဘာလို့လဲ။အခန်းလုံးရုပ်ရုပ်တဲတဲဖြစ်သွားခဲ့ပါတယ်။စုကျိန်ညီးငါ့ကိုရှင်းရှင်းလင်းလင်းပြောစမ်းစုကြဟာဝန်ကနေဒူးထောက်ကျသွားပြီးတကူလုံးပြင်းထန်စွာတုံရင်နေပါတယ်။အပြင်ဘက်ကနေရုတ်တရက်ဆူညံတန်တွေထွက်ပေါ်လာပါတယ်။မေတော်ကြီးကိုအမတ်မင်းလာရောက်တွေ့ဆုံခွင့်တောင်းခံနေပါတယ်။အရေးကြီးကိစ္စတင်ပြစရာရှိတယ်လို့ပြောပါတယ်။အမတ်မင်းဂူရှုရွံကိုခေါ်ဆောင်လာခဲ့ပါပြီ။မေတော်ကြီးခွင့်လွှတ်ပေးတော်မူပါ။ကျွန်တော်မှပြောစရာစကားရှိပါတယ်။ပြောစမ်းကျွန်တော်မူရှင်စစ်သူကြီးကိုလေးစားအားကြမိတာအမှန်ပါပဲ။လွန်ခဲ့တဲ့လောကလောက်ကစုအိမ်တော်ကကိုလုတ်တော်သမီးတယောက်ရေထဲကျပြီးတေဆုံးသွားခဲ့ပါတယ်။ဒါပေမဲ့ရက်အနေငယ်အကြာမှာပဲဒီမျိုးသမီးဟာစုအိမ်တော်မှာပေါ်လာခဲ့ပြီးသူ့ကိုယ်သူစုချစ်မာလို့ပြောခဲ့ပါတယ်ရေထဲကျပြီးကဲတင်ခံရလို့မှတ်ဉဏ်တွေပျောက်ဆုံးသွားခဲ့ရတယ်လို့လည်းပြောပါတယ်။စုအိမ်တော်ကလူတွေကလည်းယုံကြည်သွားကြပြီးသူ့ကိုစုချင်းရဲ့အစင်တန်းတိုင်းနေထိုင်ခွင့်ပြုခဲ့ကြပါတယ်ကျွန်တော်ကတော့ဒါဟာကောင်းကင်ကပြီးတဲ့ရေးဆက်လို့ထင်နေခဲ့တာဘသူကသိမှာလဲကျမတို့ကိုကြည့်ပြီးစိတ်ထဲမှာခံစားချက်မျိုးစုံဖြစ်ပေါ်နေမိတယ်ဂူရှုရွံရှင်ကလူစားထိုးဖို့ရှာလိုက်တာနောက်ဆုံးတော့လူလိန်တယောက်ကိုသွားရှာမိတာပဲဒါကိုဝစ်လေတာလို့ပြောလို့ရမလားလူတို့ဒီမျိုးသမီးကိုဖမ်းခေါ်သွားပြီးတေချာစစ်ဆေးမေးမြန်းကြစမ်းရှန်လင်းရွှမ်းနေမသိသေးဘူးထင်တယ်ကျမလာတဲ့နေရာမှာဆိုရင်မျိုးသမီးတွေဟာကိုယ်တိုင်ပတ်စံရှာနိုင်ကြတယ်ကိုလက်ထက်ချင်တဲ့လူကိုလည်းလွတ်လပ်စွာရွေးချယ်နိုင်ကြတယ်သူမရဲ့အတန်ဟာတဖြည်းဖြည်းတိုးညင်းသွားပြီးနောက်ဆုံးမှာတော့ကိုရန်တော်တွေရဲ့ဆွဲထုတ်ခြင်းကိုခံလိုက်ရပါတော့တယ်ကိုရင်တော်တစ်ခုလုံးဟာလည်း၆ကပ်ပြီးတိတ်ဆိတ်သွားခဲ့ရတယ်ဒီနေ့တော့ဒီလောက်ပါပဲအားလုံးပြန်ကြတော့ကျမကတော့နောက်ဆုံးမှရှောက်လာခဲ့ပြီးဂူရှုရွံရဲ့ဘေးကနေဖြတ်သွားတဲ့အချိန်မှာရှန်အိမ်တော်ရဲ့လူမှုရေးစည်းရင်းချုပ်တွေအားလုံးကိုတစ်ခုမကျန်တစ်တာကြီးသုံးလုံးအပြည့်ရရှိခဲ့ပါတယ်ကျမကလထိုင်ပေါ်မှာထိုင်ရင်းစိတ်ထဲမှာအစီအစဉ်တစ်ခုရှိနေခဲ့ပြီးသွားစမ်းဒါတွေကိုအားလုံးစာအုပ်အဖြစ်ပြုစုလိုက်ပါပြီးတော့လူလွတ်ပြီးစုံစမ်းခိုင်းလိုက်ပါဒီနှစ်တွေအတွင်းကျမကူညီခဲ့မှုတဲ့သူတွေထဲမှာကိုအိမ်တော်ကနေတစ်ဆင့်မိတ်ဆက်ပေးခဲ့တာဘယ်လောက်ရှိလဲဆိုတာကိုပေါ့ကိုအိမ်တော်ရဲ့ကျေးဇူးကြွေးတင်ရှိနေတာဘယ်လောက်ရှိလဲဆိုတာကိုပါတေချာစုံစမ်းပြီးစည်ရင်းပြုစုခဲ့ပါကျိုးဟိုင်ဟာအမိန့်ကိုနာခံပြီးထွက်ခွာသွားခဲ့ပါတယ်၃ရက်အကြာမှာတော့စည်ရင်းဟာကျမရဲ့လက်ထဲကိုရောက်ရှိလာခဲ့ပါတယ်ကျမကြည့်ပြီးပြုံးမိလိုက်တယ်ဟဲနန်းတော်ထဲကိုသွားကြစို့လင်းရွှန်းရောက်လာပြီးပဲထိုင်ပါအောင်မေတော်ကြီးဒါကတော့ကျမဒီနှစ်တွေအတွင်းကိုအိမ်တော်အတွက်ကူညီပေးခဲ့တဲ့ကိစ္စရက်တွေနဲ့ကိုအိမ်တော်ကတင်ရှိနေတဲ့အကျွေးတွေရဲ့စည်ရင်းပါကျမမေတော်ကြီးကိုတက်တည်အဖြစ်ဆောင်ရွက်ပေးဖို့လျှောက်ထားချင်ပါတယ်မေတော်ကြီးဟာစည်ရင်းကိုလှမ်းယူပြီးတေချာဖက်ရှုကြည့်လိုက်တဲ့အခါမှာတော့မျက်နှာဟာတဖြည်းဖြည်းညှိုးနှွမ်းသွားခဲ့ရတယ်ကျမမျက်ခုံးတစ်ချက်ပင်းလိုက်ပြီးအဲ့ဒီနောက်ပိုင်းကဘာဆက်ဖြစ်လဲအဲ့ဒီနောက်မှာဂူရှုရွံကသူ့ကိုငွေကြေးအချို့ပေးပြီးပိုင်ရွံကျောင်းတော်မှာတွားရောက်နေထိုင်ခိုင်းခဲ့ပါတယ်ဒါပေမဲ့ပြီးခဲ့တဲ့လကသူကဂူရှုရွံစီထပ်မံတွားရောက်ပြီးပတ်စံတွေကုန်သွားပြီလို့ပြောခဲ့ပါတယ်သူ့ကိုပတ်စံထပ်ပေးဖို့တောင်းဆိုခဲ့ပေမဲ့ဂူရှုရွံကညှင်းဆန်ခဲ့တာကြောင့်သူတို့နှစ်ဦးရန်ဖြစ်ခဲ့ကြပါတယ်ကျွန်တော်မျိုးနောက်ထပ်ကိစ္စတစ်ခုကိုလည်းစုံစမ်းသိရှိခဲ့ရပါသေးတယ်စုချင်းအိမ်တော်ကိုမဝင်ရောက်ခင်ကလူကျူးဟာဂူရှုရွံရဲ့တူလေးသောအိတ်ဆောင်ဖို့ဖြစ်ခဲ့ပါတယ်ဒါပေမဲ့စုချင်းအိမ်တော်ကိုရောက်ရှိလာပြီးတဲ့နောက်မှာတော့ဂူရှုရွံဟာလူကျူးကိုပြစ်ပယ်ထားခဲ့ပါတယ်မကြခင်မှာပဲသူမကိုအိမ်တော်ကနေနှင်ထုတ်ခဲ့ပါတယ်စိတ်ဝင်စားဖို့ကောင်းတာပဲစုချင်းကလူကျူးကိုတော့လက်မခံနိုင်ပဲဂူရှုရွံတက်ကောင်ရံအချိန်အပြင်ထွက်တာကိုတော့လက်ခံနိုင်နေတယ်ပေါ့သူမကဂူရှုရွံအခြားမျိုးသမီးတွေစီသွားမှာကိုမစိုးရိမ်ဘူးလားစစ်တူကြီးရည်ရွယ်တာကသူမကတုံးအိမ်နာတာဒါမှမဟုတ်သူမမှာအခြားရည်ရွယ်ချက်ရှိနေတာပဲဖြစ်ရမယ်ဟဲပိုင်ရွံကျောင်းတော်ကိုသွားကြစို့ပိုင်ရွံကျောင်းတော်ဟာမြို့ပြင်မိုင်30အကွာမှာတည်ရှိတာပါကျမအိမ်တော်ကနေနှင်ထုတ်ခံရမယ့်အချိန်တုန်းကသခင်လေးကိုပြောပြခဲ့ပါတယ်သခင်လေးကကျမကိုငွေကြေးထုတ်ပေးပြီးဒီမှာလာရောက်နေထိုင်ခိုင်းခဲ့တာပါဒါပေမဲ့ပြီးခဲ့တဲ့လကပတ်စံတွေကုန်သွားတာကြောင့်သခင်လေးစီတွားရောက်ကူညီတောင်းတဲ့အခါမှာသူဘာပြောခဲ့လဲဆိုတော့ဒီကလေးကိုချန်ထားလို့မရဘူးလို့ပြောပြီးကျမကိုကိုဘာသာအဆင်ပြေအောင်ရှင်းလင်းခိုင်းခဲ့ပါတယ်ကျမလှောင်ပြုံးမိလိုက်တယ်ဂူရှုရွံရှင်ကတော့တကယ်ကိုလူတော်ကြီးပဲကျမထပ်မေးပါရစေရှင်အိမ်တော်ကနေနှင်ထုတ်ခံရတာဘာကြောင့်လဲဘာလို့လဲဆိုတော့စုအမျိုးသမီးကကျမကိုလက်မခံနိုင်လို့ပါသူမကကျမကိုမြူဆွဲဖျားရောက်နေလို့ဆွဆွဲပြီးသခင်လေးကိုကျမကိုနှင်ထုတ်ခိုင်းခဲ့တာပါသခင်လေးကအစပိုင်းမှာညှင်းဆန်ခဲ့ပေမဲ့နောက်ပိုင်းမှာဘာဖြစ်ခဲ့လဲစုအမျိုးသမီးကသခင်လေးရဲ့စိတ်ထဲမှာအခြားလူတစ်ယောက်ရှိနေတာကိုသူသိတယ်လို့ပြောပါတယ်သူမအနေနဲ့ဒါကိုဂရုမစိုက်ပေမဲ့အိမ်တော်ထဲမှာစစ်သူကြီးရဲ့လူစားထိုးတစ်ယောက်ရှိနေတာကိုတော့ခွင့်မလွတ်နိုင်ဘူးလို့ပြောခဲ့ပါတယ်ကျမရဲရဲဝံ့ဝံ့မေးရစေရှင်နဲ့ကျမကရုပ်ချင်းစင်တူနေလို့လား